အားလုံးပဲမင်္ဂလာပါကျွန်တော်သင်တန်းတဲ့ကညီကိုတွေကိုကျွန်တော် iPhone သင်ခန်းစာတွေလုပ်ပေးဖို့ကျွန်တော်စဉ်းစားနေရကြာပါပြီပေါ့နော်ဒါပေမဲ့ကျွန်တော်လက်ထက်မှာစာပေအလုံးမရှိတာနဲ့ကျွန်တော်မလုပ်ပေးဖြစ်တာပေါ့ဒီတခါတော့ကျွန်တော်ဒီ iPhone စာပေလုံးလေးတစ်လုံးလေးလာတာနဲ့ကျွန်တော်သင်ခန်းစာတစ်ခါတည်းလုပ်ပေးလိုက်မယ်ပေါ့နော်ဒီတော့ကျွန်တော် iPhone သင်ခန်းစာတွေကိုအပိုင်းနေခွဲပြီးတော့ကျွန်တော်လုပ်ပေးမယ်အခုအပိုင်း1မှာတော့ကျွန်တော်ဘာတွေပြောမလဲဆိုတော့ iPhone ကိုကျွန်တော်တို့စာပေလုပ်တော့မယ်ဆိုရင်ဘာတွေလိုအပ်လဲလိုအပ်တဲ့ tool တွေကျွန်တော်တို့တောင်းမယ်ပြီးရင် iPhone firmware တွေတောင်းတဲ့နေရာတွေကျွန်တော်ပြောပြမယ်နောက်ဗီဒီယိုတွေမှာတော့လက်တွေ Wi-Fi ဘိုင်ဘက်လောက်တာတွေ disable iCloud ဘိုင်ဘက်လောက်တာတွေကိုကျွန်တော်တခါတည်းလက်တွေလုပ်ပြပေးသွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ iPhone တွေဆိုရင်ဒါမျိုးကျွန်တော်တို့ disable တွေကိုဘိုင်ဘက်လုပ်လို့ရတယ် hello screen တွေကိုဘိုင်ဘက်လုပ်လို့ရတယ်အဲ့ဒါတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြောပြပေးမှာပေါ့နော်ဒီတော့ကျွန်တော်တို့က iPhone ကို service လုပ်တော့မယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုရင်ကျွန်တော်တို့ကမရှိမဖြစ်မနေနဲ့ iPhone မှာ service လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ iTunes ဆိုနဲ့ကျွန်တော်တို့ iTunes တို့ 3.2 တို့ဒီ tool လေးတွေလိုအပ်တယ်ပေါ့နော်ဒါတွေကလည်းသူရဲ့ official tool ကျွန်တော်တို့ free tool တွေပေါ့နော်ဒါပေမဲ့ဒီ free tool တွေမရှိဘူးဆိုရင်လည်းကျွန်တော်တို့ဟာဒီ iPhone service ကလုပ်ဖို့အဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့ info စစ်တာအစား firmware ရေးတာအစုပ်ဒီ 3.2 တို့ iTunes တို့နဲ့ပဲအလုပ်လုပ်တာပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ 3.2 ကိုဘယ်မှာသွား down ရမလဲဆိုတာကျွန်တော်ပြပေးမယ်ကျွန်တော်တို့ Google Chrome ကိုသွားလိုက်မယ်ကျွန်တော်တို့ဒီမှာ 3.2 ဆိုပြီးတော့ကျွန်တော်ရိုက်ချလိုက်ပါတော့ဒါဆိုရင်ကျွန်တော်တို့ 3.2 all in one 2လို့လည်းခေါ်တယ်ပေါ့နော် iOS အတွက် all in one 2 down နေပြင်ကျွန်တော်တို့ဒီမှာ download ကိုသွားလိုက်မယ်ပေါ့နော်ဒီမှာ download ပေါ့နော် download ကိုသွားပြီးကျွန်တော်တို့ကဒီမှာ 3.2 ဒီမှာနော်ကျွန်တော်တို့ဒီမှာ64 bit ကိုနှိပ်ပြီးတော့ download နှိပ်မယ်ပေါ့နော်တောင်းမှာပေါ့နော်ကျွန်တော်တော့တောင်းပြီးသားဖြစ်နေတဲ့အတွက်ကျွန်တော်ထပ်ပြီးတော့မတောင်းပြတော့ဘူးဘာလို့ဆိုတော့အချိန်ကြာမှာဆိုလို့ပေါ့နော်ဒီမှာကျွန်တော်တို့ 3.2 လေးရလာပြီဆိုရင်ကျွန်တော်တို့ဒီကောင်ကိုလွယ်လွယ်ကူကူ install လုပ်လိုက်ရုံပဲเนาะဒီမှာ down ပြီးတော့ကျွန်တော်တို့ဒီ download တွေကိုရောက်မှာပေါ့နော် download ထဲမှာကျွန်တော်တို့ 3.2 လေးရောက်တယ်3.2 ဒီပုံစံလေးနဲ့ရောက်တာပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့တစင်ချင်း install လုပ်လိုက်လို့ရင် install လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရပြီပေါ့နော် install လုပ်ပြီးရင် 3.2 လေးကျွန်တော်တို့ double click နှိပ်ပြီးတော့ဖွင့်လို့ရတယ်ဖွင့်ပြီးတော့ကျွန်တော်တို့ 3.2 မှာမြင်ရမှာကဒီပုံစံမြင်ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က iPhone နဲ့ပတ်သက်တဲ့ driver တွေကိုကျွန်တော်တို့ဒီ toolbox ဆိုတဲ့အထက်ရလေးပြီးတော့တွင်းလို့ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာ iTunes utility ပေါ့နော်ဒီ iTunes ကိုတွင်းလိုက်တယ်ဆိုရင်ဒီမှာကျွန်တော် install လေးလုပ်ပြီးသွားပြီပေါ့နော်ဒီနားမှာကျွန်တော်တို့ rebel driver နှိပ်ပြီးတော့ driver တွေတွင်းလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီကလေးပြီးတော့ဒီ install ကိုနှိပ်ပြီးတော့ကျွန်တော်တို့ iTunes တွင်းလို့ရတယ်ပေါ့နော် iTunes ကိုလည်းတွင်းလိုက်ပေါ့နော်ကျွန်တော်တော့အချိန်ရကြမှာဆိုလို့မလုပ်ပြတော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က iPhone တွေအတွက် firmware ရေးတာပဲဖြစ်ဖြစ် bypass လုပ်ဖို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ iPhone နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားလုံးသိဖို့အတွက်ပေါ့နော် iPhone နဲ့ပတ်သက်ပြီးတော့ info စစ်ချင်တာပဲဖြစ်ဖြစ်အားလုံးသိရဖို့အတွက်ကဒီ 3.2 မှာစစ်တာပေါ့နော်အဲဒါဆိုတော့ဒီ tool လေးလည်းရပြီဆိုတော့ iPhone firmware တွေဘယ်မှာ down ရလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြပေးမယ်ပေါ့နော် iPhone firmware တွေကိုကျွန်တော်တို့ကဒီ ipsw.com မှာကျွန်တော်တို့ကလွယ်လွယ်ကူကူ download ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ iPhone နဲ့ပတ်သက်တဲ့ iPad နဲ့ပတ်သက်တဲ့ iDevice နဲ့ပတ်သက်တဲ့ firmware တွေကိုကျွန်တော်တို့ download ရတယ်ပေါ့နော်ဒီလို website တွေရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ try product ဆိုတာလေးကိုနှိပ်ပြီးတော့ဒီဘက်မှာကိုက iPhone အတွက် down ညင်တာလား iPad အတွက် down ညင်တာလားပြီးရင် macOS အတွက် down ညင်တာလားဒီမှာကြိုက်တာ down လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့က iPhone အတွက် down ညင်တာဖြစ်တဲ့အတွက် iPhone ကိုနှိပ်လိုက်မယ်ပေါ့နော်
နှိပ်ပြီးဒီမှာကျွန်တော်တို့နောက်ဆုံးထွက်ထားတဲ့ iPhone 16 ET ဖန်ဝဲတွေဒီမှာအကုန်ရှိတယ်ပေါ့နော်ထွက်ခက်သမျှဟာတွေအကုန်ရှိတယ်ဒီမှာကျွန်တော်တို့က iPhone မှာတခု view ဆိုင်ရမှာကကျွန်တော်တို့ iPhone ဖန်ဝဲတွေမှာကကျွန်တော်တို့ကနောက်ဆုံးဖန်ဝဲကိုပဲဒေါင်းပြီးတော့ရေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဒီလိုအမှန်ကြီးပြပြီးသွားတဲ့ဟာတွေဆိုရင်ဒေါင်းလို့မရတော့ဘူးကျွန်တော်တို့ရေးလို့မရတော့ဘူးပေါ့နော် iPhone မှာနောက်ဆုံးဘာရှိအောင်ပဲတင်လို့ရတယ်ပေါ့နော်ဒေါင်းမယ်ဆိုရင်ကျွန်တော်တို့ဒီဟာကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားရင်ဒီမှာကျွန်တော်တို့အောက်ကိုဆက်သွားပြီးတော့ download ဆိုတာလေးကိုနှိပ်ပြီးတော့ down ရုံပဲပေါ့နော်ကျွန်တော်ကတော့ idea ဝယ်သုံးတာဖြစ်နေတဲ့အတွက်ဒီမှာ idea နဲ့ပေါ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ iPhone ဖန်ဝဲတွေနဲ့ပတ်သက်ပြီးတော့ IBSW မှာကျွန်တော်တို့အားလုံး download ရတယ်ဆိုတာလည်းသိပြီးပြီးရင် iPhone လုပ်ဖို့အတွက်ကိုကျွန်တော်တို့ 3U2 တွေ iTunes တွေထည့်တာကိုလည်းသိရပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ iPhone နဲ့ပတ်သက်တဲ့ info အချက်လက်တွေစစ်ချင်တာတွေ SN သိချင်တာတွေဒါတွေအကုန်လုံးကကျွန်တော်တို့ဒီ 3U2 မှာကြည့်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဖန်ဝဲရေးတယ်ဆိုလည်းဒီ 3U2 ကရေးလို့ရတယ်အများကြီးလုပ်လို့ရတယ်ပေါ့နော်ဒီ 3U2 ကလေးပြီးတော့ဒါကြောင့်ဒီ 3U2 လေးကတော့မဖြစ်မနေထည့်ထားဖို့လိုအပ်တယ်ပေါ့နော်ဒီအဆင့်နေပြီးသွားပြီဆိုရင်ကျွန်တော်တို့က iPhone တွေကိုကျွန်တော်တို့ဘာတွေလုပ်မလဲဆိုရင် iPhone 6 Crop 8ပေါ့နော် Crop 8ကကျွန်တော်တို့ iPhone 10အထိကိုကျွန်တော်တို့ passcode disable ဆိုရင်ကျွန်တော်တို့ SIM ပိုင်ဘက်လုပ်လို့ရတယ်ပေါ့နော်ဒါမျိုးဆိုရင်ကျွန်တော်တို့ iPhone is disable ဆိုပြီးပြတယ်ပေါ့နော်ဒီလို disable ဆိုရင်ကျွန်တော်တို့က SIM ပိုင်ဘက်လုပ်လို့ရတယ် SIM ကတ်ရအောင်လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်တော့ဘူး iCloud ကျသွားပြီ Hello Screen ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့က 62 Crop 80ကို Wi-Fi မိုင်ဘက်ပဲလုပ်သုံးလို့ရတော့ပဲပေါ့နော်ဒါကကျွန်တော်တို့ unlock 2ကလေးလုပ်လို့ရတဲ့ဟာကိုပြောပြတာပေါ့နော်ဒါဆိုတော့ကျွန်တော်တို့က 62 Crop 8ကိုဘယ်2နဲ့ဘိုင်ဘက်လုပ်မလဲဆိုတော့လွယ်လွယ်ကူကူလုပ်လို့ရတာ unlock 2ရှိတယ်ပေါ့နော် unlock 2ကိုအသုံးပြုပြီးတော့ကျွန်တော်တို့စင်ပိုင်ဘက်လုပ်မှာပေါ့နော် unlock 2ထဲဝင်ပြီးတော့ Apple တက်ထဲသွားမယ် Apple တက်ထဲသွားပြီးတော့ဒီဟာတွေကိုလည်းကျွန်တော်ဖြည်းဖြည်းချင်းရှင်းပြပေးမယ်ပေါ့နော်ဒီထဲကလေးတော့လောက်ရမှာပေါ့ဒီနေရာမှာတစ်ခုသိထားမှာကဘိုင်ဘက်လုပ်မယ်ဆိုရင်ကြတော့ဘာတွေလိုလဲဆိုရင်ကျွန်တော်တို့ Android တွေမှာလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီ loader လိုအပ်တယ်လို့မျိုး preloader တို့ MTK ဆိုလဲ MTK preloader လိုအပ်တယ်လို့မျိုးကွယ်ကွန်းဆိုလဲကွယ်ကွန်းသူသက်ဆိုင်ရာ loader လိုအပ်တယ်လို့မျိုးဒီ Apple မှာလည်း iPhone တွေမှာလည်းဘာလိုအပ်လဲဆိုတော့ random file လိုအပ်တယ်ပေါ့နော် random file ဆိုတာက iWeb version အလိုက် iPhone model အလိုက်ကိုသုံးပေးရတာဖြစ်တယ်ဒီ random file ကလည်းအလွယ်တကူ download ရတယ်ပေါ့နော်ဘာမှ download ရလဲဆိုရင်ဒီ unlock 2 website ထဲကပဲ down ပြမယ်ပေါ့နော်ဒီ unlock 2ကိုဖွင့်ပြီးတော့အလွယ်တကူဒီကနေပြီးတော့ဒီ download ကလေးတွား download ရတယ်လို့ website ကလေးဝင်ပြီးတော့လည်းတွား download ရတယ်နော်လောလောဆယ်တော့ဒီကလေး down ပြမယ်ပေါ့နော်ဒီ download ခလုတ်လေးကိုနှိပ်လိုက်မယ်နှိပ်ရင်ဘယ်ရောက်သွားလဲဆိုတော့ unlock 2 website ကိုရောက်သွားတယ် unlock 2 website ကလေးပြီးတော့ဒီမှာ random iPhone ဆိုပြီးရှိတယ်ပေါ့နော်ဒီ random iPhone ကလေးပြီးတော့ဒီမှာ iPhone နဲ့ပတ်သက်တဲ့ random တွေပေါ့နော်ဒီမှာ iPhone SE iPhone 6 Plus 6S 6S Plus ဒါမျိုးတွေကိုကျွန်တော်တို့ကဒီကနှိပ်ပြီးတော့ဒီလို down ရမှာဖြစ်တယ်ပေါ့နော် random မကိုက်လို့ရင်လုပ်လို့မရတာတွေလည်းရှိတယ်ပေါ့နော်အဲဆိုတော့ဒီမှာသူ့သက်ဆိုင်ရာ random တွေကို down ဖို့လိုအပ်တယ်ကိုက iPhone Crop 8လုပ်မယ်ဆိုရင် iPhone Crop 8နဲ့ပတ်သက်တဲ့ဒီမှာ iPhone Crop 8ပြီးရင် iWeb version ကြည့်ပြီး iWeb version 16ခွန်ဆိုရင်16 random ကို down ရမှာဖြစ်တယ်ပေါ့နော်ဒါတွေ down ရမယ်ဒါဆိုရင်တော့ဒီဗီဒီယိုမှာဒီအဆင့်ထိပဲပြောထားမယ်နံပါတ်1 iPhone တွေ model တွေကြည့်ဖို့တွေပြီးရင် iPhone ရဲ့အသေးစိတ်အချက်လက်တွေသိဖို့ firmware တွေရေးဖို့ဒါကျွန်တော်တို့ 3U2 နဲ့ iTunes လိုအပ်တယ်ပြီးရင် iPhone firmware တွေကို IBSW မှာ download ရတယ်ပြီးရင် disable လုံးတွေကို62 Crop 80 iPhone 10ထိကိုဒီ unlock 2အသုံးပြုပြီးတော့ဘိုင်ဘက်လုပ်မယ်ဆိုတာလည်းသိပြီပေါ့နော်ပြီးရင်
Reddit file တွေဘယ်လို down ရတယ်ဆိုတာလည်းသိပြီဒီဗီဒီယိုမှာတော့ဒီအဆင့်လောက်ပဲကျွန်တော်လုပ်ပြမယ်နောက်ဗီဒီယိုမှာကျွန်တော်ဒီလက်တွေ့ iCloud ဘိုင်ဘက်လုပ်ပြမယ်ပေါ့နော်